မြန်မာဗုဒ္ဓဘာသာဝင်မိဘတွေအနေနဲ့သားသမီးပေါ်မှာအမွေပြည့်စွန့်လို့ရပါသလားအဲ့လိုအမွေပြည့်စွန့်လို့ခဲ့မယ်ဆိုလို့ရှိရင်ရောသားသမီးအနေနဲ့အမှန်တကယ်ပဲအမွေဆက်ကံွယ်ဆုံးရှုံးနိုင်ပါသလားအားလုံးပဲမင်္ဂလာပါဒီအကြောင်းအရာလေးကတော့ကျွန်တော်မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ဆွေးနွေးမျှဝေပေးခြင်းဖြစ်ပါတယ်စီနှုံးလေးအချို့နဲ့ဆွေးနွေးမျှဝေပေးလိုပါတယ်ပထမဆုံးဆွေးနွေးပေးခြင်းတဲ့စီရင်ထုံးကတော့ဒေါ်စိန်ကြည်နဲ့ဦးတန်းစိန်ပေါ့နော်1994ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးများစာ34အမှုဖြစ်ပါတယ်အမှုဖြစ်စဉ်အချင်းကတော့ဦးတန်းစိန်ဟာသူ့ရဲ့သမီးရင်းဖြစ်တဲ့ဒေါ်စိန်ကြည်အပေါ်မှာဒေါ်စိန်ကြည်ဟာမိဘရဲ့အမွေဆက်ခံခွင့်မရှိတဲ့သမီးဖြစ်ကြောင်းမွားကျင်ညာပေးပါဆိုပြီးတော့မှရဆွဲပါတယ်မိဘအမွေဆက်ခံခွင့်မရှိတော့သမီးဖြစ်ကြောင်းမွားကျင်ညာပေးစီလိုမှုဆွဲဆိုခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့ဘာကြောင့်ဆွဲဆိုခဲ့တယ်ဆိုတော့အမှုဖြစ်အကြောင်းချင်းရာကိုတော့ဖယ်လိုက်ပါမယ်တရားရုံးရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့အခုကျွန်တော်ရဲ့ဒီဆွေးနွေးမှုနဲ့သက်ဆိုင်တဲ့အကြောင်းချင်းရာအကျဉ်းချုပ်လေးကိုဆွေးနွေးမျှဝေပေးရမယ်ဆိုရင်တရားလိုဦးတန်းစိန်အနေဖြင့်တဲ့၎င်းကွယ်လွန်သည့်အခါတဲ့သားသမီးများ၏အမွေဆက်ခံပိုင်ခွင့်ကိုပိတ်ပင်နိုင်စေရန်အတွက်တဲ့တည်တန်းစာသဘောတက်ရောက်သည့်တောင်းဆိုချက်နဲ့အစီအမံတို့ကိုပြုလုပ်ခွင့်မရှိချေလို့ဆုံးဖြတ်ခဲ့ပါတယ်အဲ့တော့မိဘတွေဟာတဲ့သူတို့တည်ဆုံးသွားတဲ့အခါကျရင်ပေါ့နော်သားသမီးတွေရဲ့အမွေဆက်ခံခွင့်ကိုပိတ်ပင်စေဖို့အတွက်ရည်ရွယ်ပြီးတော့တည်တန်းစာသဘောတက်ရောက်တဲ့အစီအမံနဲ့တောင်းဆိုချက်တွေကိုပြုလုပ်ခွင့်မရှိဘူးလို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ဖခင်ပြုသူဆွဲဆိုတဲ့အမှုဟာပတ်လက်ခြင်းခံလိုက်ရတယ်ပေါ့နော်ဖခင်ပြုသူအမှုရှုံးသွားပါတယ်ဒီစီရင်ထုံးပေါ်ထွက်ပြီးတော့နှစ်ပေါင်း20အကြာမှာ2000နဲ့မှ14ခုနှစ်မှာနောက်ထပ်စီရင်ထုံးတစ်ခုထွက်ပေါ်ခဲ့ပါတယ်အဲ့ဒီစီရင်ထုံးကတော့ကိုအောင်သိန်းနဲ့တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးပေါ့နော်မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ပါ၄အမှု2014ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးများစာ186ဖြစ်ပါတယ်အဲ့ဒီအမှုမှာလည်းပဲမိဘတွေဟာပေါ့နော်သူတို့ရဲ့သားဖြစ်သူပေါ်မှာသွားနုဒ္ဒရဖြစ်ကြောင်းကြီးညာပြဋ္ဌာန်းပေးစီလိုမှုဆိုပြီးတော့ဆွဲဆိုပါတယ်အဲ့ဒီအမှုမှာလည်းပဲသားသမီးတွေရဲ့အမွေဆက်ခံပိုင်ခွင့်ကိုပေါ့နော်ပိတ်ပင်နိုင်စေရန်အတွက်တည်တန်းစာသဘောတက်ရောက်တဲ့တောင်းဆိုချက်နဲ့အစီအမံတွေကိုပြုလုပ်ဆောင်ခွင့်မရှိဘူးဆိုပြီးတော့မှအမှုကိုပတ်လိုက်ခဲ့ပါတယ်အဲ့ဒီအမှုမှာလည်းပဲမိဘတွေအမှုရှုံးသွားတယ်ပေါ့နော်နောက်တဲ့စီရင်ထုံးတစ်ခုကတော့2021ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးများစာ73အမှုဖြစ်ပါတယ်အဲ့ဒီအမှုမှာဆိုရင်လည်းပဲဖခင်ဖြစ်သူဟာသားဖြစ်သူအပေါ်မှာပေါ့နော်သွားနုဒ္ဒရခေါ်တဲ့အဖကိုပြန်သက်သောသားတို့ဤဖခင်ဖြစ်ကြောင်းမောဟကျင်ညာပေးစေလိုမှုဆိုပြီးတော့ဆွဲဆိုပါတယ်အဲ့ဒီအမှုမှာလည်းဆွဲဆိုခွင့်မရှိဘူးလို့ပဲဆုံးဖြတ်ပါတယ်ဒါကြောင့်မလို့စီရင်ထုံး၃ခုရှိတယ်အဲ့ဒီစီရင်ထုံး၃ခုစလုံးမှာပေါ့နော်မြန်မာဗုဒ္ဓဘာသာဝင်မိဘတွေဟာသူတို့မသိဆုံးခင်မှာသားသမီးတွေရဲ့အမွေဆက်ခံပိုင်ခွင့်ကိုပိတ်ပင်ဖို့ရန်အတွက်တည်တန်းစာသဘောတက်ရောက်တဲ့အစီအမံနဲ့တောင်းဆိုချက်တွေကိုပြုလုပ်ခွင့်မရှိဘူးလို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်နော်ဒါဆိုလို့ရှိရင်မိဘပေါ်မှာစိုးသွမ်းနေတဲ့သားသမီးကိုဘာမှလုပ်လို့မရတော့ဘူးလားလို့မေးစရာအကြောင်းရှိပါတယ်အဲ့တော့တာမန်အဖြစ်ပြောမယ်ဆိုလို့ရှိရင်မိဘတွေတက်ရှိထင်ရှားရှိနေရင်သားသမီးအနေနဲ့အမွေဆက်ခံခွင့်မရှိပါဘူးသူတို့အနေနဲ့အမွေတောင်းခံခွင့်လည်းမရှိပါဘူးဒါကြောင့်မလို့စိုးသွမ်းနေတဲ့သားသမီးကိုမိဘအနေနဲ့အမွေမပေးချင်ဘူးဆိုရင်ပေးစရာမလိုပါဘူးသူတို့တက်ရှိထင်ရှားရှိနေတဲ့အချိန်မှာပေါ့နော်ဒါကြောင့်မလို့မိဘတွေတည်ဆုံးသွားမှနော်အမွေဆက်ခံခွင့်ရှိတယ်မရှိဘူးဆိုတဲ့အငင်းပွားရမယ့်ကိစ္စကိုမိဘနဲ့သားသမီးကြားထဲမှာဒီလိုအငင်းပွားဖွယ်ရအကြောင်းမပေါ်ပေါက်ပါဘူးအဲ့တော့ဟုတ်ပြီမိဘတွေတည်ဆုံးသွားတယ်ပေါ့နော်အဲ့တော့ကြံခဲ့တဲ့သားသမီးဟာမိဘအပေါ်မှာစိုးသွမ်းတယ်ပေါ့နော်သွားနုဒ္ဒရဖြစ်တယ်အမွေဆက်ခံခွင့်မရှိတဲ့သားသမီးဖြစ်မယ်ဆိုရင်ကြံနေတဲ့အမွေဆိုင်အချင်းချင်းပေါ့နော်မောင်နှမဖြစ်ဖြစ်နော်သူတို့အမွေဆိုင်တွေအချင်းချင်းကြားထဲမှာအငင်းပွားမှုပေါ်ပေါက်ရမယ့်ကိစ္စဖြစ်ပါတယ်အဲ့တော့အမွေဆိုင်ချင်းချင်းကြားထဲမှာဒီလိုအငင်းပွားမှုပေါ်ပေါက်လာရင်တရားရုံးကအမှုတစ်မှုချင်းစီမှာစစ်စစ်ပါမယ်အဲ့တော့အမွေဆက်ခံခွင့်ဆုံးရှုံးနိုင်လောက်တဲ့လုပ်ရက်ကိုလုပ်ထားတာမှန်လို့ရှိရင်နော်ဘာနုဒ္ဒရဖြစ်တယ်ဆိုရင်အမွေဆက်ခံခွင့်ဆုံးရှုံးပါမယ်အဲ့တော့ကျွန်တော်ရဲ့ဒီဆွေးနွေးမျှဝေမှုကိုအနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်ပေါ့နော်သားသမီးတူကအမွေဆက်ခံခွင့်ရှိချင်းမရှိချင်းဆိုတာမိဘတွေရဲ့သဘောဆန္ဒပေါ်မှာမမူတည်ပါဘူးသားသမီးတွေရဲ့ပြုလုပ်မှုပေါ်မှာသာလေမူတည်ပါတယ်အဲ့တော့သားသမီးတူဟာနော်အမွေဆက်ခံခွင့်ဆုံးရှုံးနိုင်လောက်တဲ့လုပ်ရက်ကိုပြုလုပ်ခဲ့တယ်အဲ့လိုပြုလုပ်ခဲ့တဲ့အနေအထားတစ်ခုမှာမိဘကအမွေပြတ်တယ်မပြတ်ဘူးဆိုပြီးတော့ဘာမှကြော်ညာခဲ့တာမရှိစေကမှုပေါ့နော်အမွေဆိုင်ချင်းချင်းကြားထဲမှာညှင်းပွားမှုပေါ်ပေါက်လာလို့အဲ့ဒီသားသမီးဟာအမွေဆက်ခံခွင့်ဆုံးရှုံးနိုင်လောက်တဲ့လုပ်ရက်ကို
လှုပ်ထားတာမှန်တယ်ဆိုရင်အမွေရထိုက်ခွင့်မရှိပါဘူးအဲ့လိုပဲသားသမီးဖြစ်သူဟာအမွေဆက်ခံခွင့်ဆုံးရှုံးနိုင်လောက်တဲ့လုပ်ရက်ကိုလုပ်မထားဘူးလုပ်ရက်တချို့တော့ရှိတယ်ဒါပေမဲ့သူ့ရဲ့လုပ်ရက်ဟာအမွေဆက်ခံခွင့်ဆုံးရှုံးနိုင်လောက်တဲ့အနေအထားတစ်ခုကိုမရောက်ဘူးဆိုလို့ရှိရင်မိဘတွေအနေနဲ့ပေါ့နော်ဒီသားသမီးပေါ်မှာအမွေပြတ်ဆွတ်လွတ်ပါတယ်လို့ကြော်ညာခဲ့ရုံတက်တက်နဲ့အမွေမပြတ်သွားပါဘူးအဲ့ဒီသားသမီးဟာအမွေရထိုက်ခွင့်ရှိပါတယ်နောက်ဆုံးပိတ်အနှစ်ချုပ်ရမယ်ဆိုရင်သားသမီးတူအနေနဲ့အမွေဆက်ခံခွင့်ရခြင်းမရခြင်းဆိုတာမိဘတက်ရှိထင်ရှားရှိနေစဉ်မှာမိဘနဲ့သားသမီးကြားထဲမှာအငင်းပွားရမယ်ကိစ္စမဟုတ်ပဲနဲ့အဲ့ဒီမိဘတည်ဆုံးသွားတဲ့အခါကျမှသာလေအမွေဆိုင်အချင်းချင်းကြားမှာအငင်းပွားရမယ်ကိစ္စဖြစ်ပါတယ်အဲ့လိုအမွေဆိုင်ချင်းချင်းကြားထဲမှာအငင်းပွားရမယ်ကိစ္စကိုမိဘတွေကသူတို့တက်ရှိထင်ရှားရှိနေစဉ်ကတည်းကနော်ဒီသားသမီးဟာအမွေဆက်ခံခွင့်မရှိတဲ့သားသမီးဖြစ်ပါတယ်လို့ကြိုတင်ပြီးတော့မှနော်အစီမံပြုလုပ်သွားခွင့်မရှိဘူးဆိုတာကိုဒီစင်ထုံးတွေရတွေ့ရှိရမှာဖြစ်ပါတယ်နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတစ်ရက်နဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားပါမယ်ဒီဗီဒီယိုလေးကိုကြည့်ရှုခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်